Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ City Map ကိုရောက်ဖြစ်တဲ့နေ့လေးပဲဖြစ်ပါတယ် City Map မှာဟိုဒီဝယ်စရာရှိတာလေးတွေဝယ်ရင်းနဲ့စာအုပ်ဆိုင်ဘက်ကိုလည်းရောက်ဖြစ်ပါတယ် Top 10ဖြစ်နေတဲ့စာအုပ်တွေကဘာတွေလဲနောက်ပြီးသွားလို့ရှိရင်ဘယ်လိုစာအုပ်တွေကဖတ်လို့ကောင်းတယ်လဲဆိုတာလေးတွေကိုလည်းဗီဒီယိုထဲမှာပြပြပေးထားပါတယ်အားလုံးပဲလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်ဓာတ်တောင်ကိုကြော်ရွေးမိပင်လေကိုဖြတ်မြည်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဖတ်ပြီးတော့ပါပြီအားလုံးဖတ်ကြည့်ကြဖို့ညွှန်ပေးချင်ပါတယ်နောက်တော့ကဥနုရေးထားတဲ့မိတ်တပလန်နီကာဒီစာအုပ်ကိုဖတ်ပြီးတော့လို့ရှိရင်လူတွေနဲ့လူပတ်ဝန်းကျင်ညမှာပေါင်းသင်းဆက်ဆံမှုဤပညာတွေကိုသိလာလိမ့်မယ်စကားကိုဘယ်လိုပြောဆိုရမလဲဆက်ဆံရေးတွေမှာဘယ်လို technique တွေသုံးရမလဲဆိုတာဒီစာအုပ်ဖတ်ပြီးသွားရင်သိရလိမ့်မယ်။ကြည့်ကြပါ။ကာမဒနာလည်းကျွန်တော်ဖတ်ပြီးသွားပြီ။ဦးနုရဲ့ masterpiece တွေကတအုပ်ဖြစ်တယ်။